ဒါပြန်ခဲ့တဲ့မှာပဲကျွန်တော်ပြောချင်တာကတင်ယူလေးလာမှုဆိုတာကတော့ဒီခစ်ကြီးထဲမှာကျွန်တော်တို့ကိုယ်တိုင်လည်းနော်သိနေကြတာကျွန်တော်တို့ online နဲ့လည်းကျွန်တော်တို့ဆက်ပြီးတင်ယူဖို့ဒီနေ့ဆရာပိုင်းပါဝင်ပေါ့နော်ဆရာမနဲ့အောင်တင်ပေးလိုက်တာဒီဆရာမတို့ပြောချင်တာကတော့စိတ်ပညာရဲ့အားလည်းကတော့ညူတန်ကိုတဲဖို့လို့ပြောမယ်ဆိုရင်ဆရာမတို့ဒါနဲ့ညာဆက်တော့လေးလာဖို့ကျွန်တော်တိုက်လို့ချက်ပါနော်ဒါဆရာတို့ဆရာမတို့ဒီတစ်နှစ်အတွင်းမှာဘုဒ္ဓဘာသာဆိုင်အောင်တွန်းတင်မှုပိုင်းဆိုင်အောင်ကျွန်တော်တို့တေချာသိကျင့်တယ်ပြီးတဲ့အခါကျတော့ကျွန်တော်တို့ဒီစက်ကြောင့်ကျွန်တော်ဆန်းစစ်တယ်ဒီပေါ်မှာကျွန်တော်တို့အောင်မှုရရှိတယ်အဲဒီပေါ်မှာကျွန်တော်တို့ခုနပြောခဲ့တယ်လို့ပဲပညာတွေကိုတော့ဆရာတို့ပုံစံဆက်တော့လေ့လာတော့နော်အဲလေ့လာတဲ့ညမှာပို့တော့ကျွန်တော်တို့သင်တန်းမှာလေ့လာပြီနောက်ပိုင်းကျကျွန်တော်လုပ်ခွင့်တော့ဆက်တော့လေ့လာတော့နော်ဒီတော့ကျွန်တော်တို့ဒီမှာသင်တန်းတက်တော့လက်တွေ့လုပ်နေလဲ okay ဆရာပိုင်းထိုင်ကြည့်နေတာလေဆရာတို့ကထိုင်ကြည့်နေတာလေခြားတော့ဆရာမတွေထိုင်ကြည့်နေတာလေမိုင်းကြည့်လို့ရတယ်ဒီကလည်းရောက်တော့ကိုယ် join နေဖို့ကိုလိုက်နော်တေချာဆက်စစ်ပုံသားတဲ့အားလို့တွေလည်းလောက်ရတော့နော်အဲ့တော့ကျွန်တော်ဒီမှာပြောချင်တာကတော့ကိုယ် data တွေရောက်ရင်ကို confidence ရှိနေလုပ်ပြီးလုပ်နေတယ်ဒါအဲ့လိုမျိုးပြောလို့ခါကြတော့ဒီလိုရှိတာလို့ရှိမှာဒါပြန်တဲ့မှာပဲခုနကဆရာကြီးပြောတဲ့မှာပါလဲဆိုတော့ဆရာတို့ဆရာမတို့ပညာရေးပိုင်းဆိုင်ရာကျွမ်းကျင်မှုပိုင်းဆိုင်ရာခက်ခဲတွေရှိတယ်ဆိုရင်အချိန်ကြီးဆရာကြီးဆရာမတို့ဆက်သွယ်ပြီးတော့လည်းကျွန်တော်တို့ဆောင်ရွက်လို့ရတယ်နော်အဲ့ဒါလေးလည်းပြောချင်ပါတယ်နောက်ဆုံးကျွန်တော်ကျေးဇူးတင်စကားပြောချင်ပါတယ်